တော့ညီမလေးတယောက်လာတော့မသိအဲ့ညီမလေးကအဝါရောင်တာဝါလေးခုံပြပါမမဆိုလို့ခုံပြလိုက်ပါပြီရှင်တရားတော့အဖြူရောင်လေးလည်းပါသေးရဲ့ပေါ့နော်အဖြူရောင်လေးလည်းပါပါတယ်အဝါရောင်လည်းပါပါတယ်သူကနှစ်မျိုးပါဝါရောင်ဆိုတော့ဘနာနာတာဝါလေးပဲဖြစ်ပါတယ်ဘနာနာတာဝါလေးခုံပြဒီမဲ့ပေါ့နော်ဝါရောင်ပါပြီးပြီမလားညီမလေးရဲ့ကိုမမလည်းဘာရောင်ခုံပြရအောင်မလဲမင်းခဲ့ပါခုနပဲစစ်ကြည့်တာပေါ့နော်စစ်တာတော့ကြာပြီးပါပြီသူရှင်ရှိလို့ပါသူရှင်တက်ပြီးတော့မှအခုမှတင်လိုက်တာပါမနေ့ဖြန်ကြရင်တော့မအားဘူးပေါ့နော်ညနေလောက်ကြာမှအားပါမယ်ရှင်ညနေလောက်ကြာညနေဆိုတော့ပပါရပြန်ညီမပြန်มาပါဘာလို့လဲဆိုတော့အနေကြောက်လို့ရှိရင်ကျူရှာနှစ်ခုလောက်မှရှိတဲ့အတွက်ကြောင့်မအားဘူးပေါ့နော်ညနေကြာမှအားမှဖြစ်ပါတယ်ညနေ9 နာရီကျောင်းမှအားမယ်ပေါ့နော်9 နာရီကြာမှအားမှဖြစ်ပါတယ်9 နာရီကြာမှပြန်ချင်ပြန်မယ်ဒါမှမဟုတ်6 နာရီပဲဖြစ်ဖြစ်ဘလောက်ပဲ9 နာရီပဲဖြစ်ဖြစ်ပေါ့နော်အဲ့လောက်ကြာမှပြန်မယ်ပေါ့နော်အဲ့ဒီကြာလို့ရှိရင်အလုပ်တရားအရင်များနေလို့ပါအဲ့ဒါမို့ပါရပြန်ချင်မှပြန်ပါမယ်မနေ့ပြန်မှတင်လဲတင်နေပါမယ်ရှင်ခုကတော့ကျရှင်ခုလည်းရှိရကြောင်းပိုင်းနဲ့ပြန်ပြီးလိုက်ပါရဲ့တင်လဲတင်ပြီးလိုက်ပါရဲ့ရှင်အင်းညီမလေးကဒါနဲ့ပြောတာရှိလို့တိလားအဲ့ခုကိုမနဲ့တူလေကိုမနဲ့ဆိုလို့ရှိရင်ဆက်ခွိုက်လုပ်ပြီးမှမဲရပါမယ်အစီကန်ခုမှတ်ထားပါရဲ့ရှင် Oh my god ကိုမနဲ့တူလေတတိထားပွားကြတော့ဘာလဲဆိုတော့ဆက်ခွိုက်လုပ်ပြီးမှမဲရပါမယ်ဆက်ခွိုက်လုပ်တဲ့ယူရင်လာမှမှန်းပါလေရှင်ဆရာပါဆက်ခွိုက်လဲလုပ်ပြီးအောင်နော်ကိုမကတော့မရှင်မှန်သွားဆက်ခွိုက်တော့လုပ်ဖို့မမေ့ပါနဲ့ရှင်အခုပေါ့နော်ပိုင်းပြန်ပြီးလိုက်တယ်ပေါ့နော်ပိုင်းပြန်ပြီးရပါလေမနေ့ပြန်ကြရင်ပိုင်းပြန်ပြီးမယ်ဒါပေမဲ့ဖီကတော့တပတ်ခါမှတင်လေးလိုက်ပါမယ်တပတ်ခါပဲဖြစ်ပေါ့နော်အဲ့လောက်ပဲအဲ့ဒါပိုင်းလေဟိုတိတ်နေကြနေရပဲရောအခုခုံပြလိုက်ပါပြီနော်အဲ့ robot ဆော့တဲ့သူတွေဝပဲရှိရင် robot ပေးကြပါအောင်ရှင်မမ robot တုံညပဲရှိတယ်အားကြောင့်မို့ဘာမှဝယ်ကြအောင်ရှိလို့ခဲ့မပတ်စံတခုတွေ့အောက်ချီပြုတ်ကြမယ်ထင်နေရနော်ဟုတ်ပါဒီကဘေးရောက်သွားတယ်ကြာလို့ပေါ့တော့ခုံမင်းခုံသားလိုက်YouTube channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့ရှင်အဲ့ဒါကို3-5 ခေါက်ပြောနေစိတ်ကမရှိတော့အခုပေါ့နော် subscribe လေးလည်းတင်ပါမယ်ပုံမှန်တိုင်းလည်းတင်မယ်ပေါ့နော်မနေ့ပြန်ကပုံမှန်တိုင်းတင်ညီမတင်ပါမှာအလုပ်ဒီကျရှင်နေကျောင်းနေကအများကြီးရှိရပေါ့နော်အားကြောင့်ပါတော်သေးရပေါ့ဒီဘက်ကိုပြန်လုပ်ပေးလို့သူကသဘောကောင်းတယ်နော်ဒီ
ခေရဒီဟာတင်ပြီးတော့လို့ရှိရင်လုံးဝrobot မတင်တော့ပါဘူးတင်မှာပါပပူးလဲဆိုတော့ robot ကတက်နေတဲ့အတွက်ကြောင့်ပါတက်တော့ over ခုံခိုင်းချင်တယ်ဆိုလို့ရှိရင်sakura game နဲ့မှာပေါ့နော် sakura လေးမှာခုံပြမယ်ပေါ့နော်ဒီ robot game ကစော့ချင်မှာစော့လို့ရတော့မှာပါပြန်ခုတော့မှပြန်ဖြတ်ပြီးတော့ပြန်ထောင်းတာရတာပါအဲဒါကြောင့်မို့အဲ့ဒါတော့မှမရဘူးပေါ့နော်အားကြောင့်မူပါရှင်ဒီနေ့ခိုင်းမလို့တောက်ပါလားဟဲ့ပါမယ်ရေရွက်တော့ကောင်းတာဟဲ့ရောတယ်မတက်တော့sorry ပါရှင်ခဏရက်နေရပါတော့ဘေးနာဆွင့်ရတဲ့จับပေါ့နော်တာပြောကြကောင်းနေနော်ဒီကကိုမေတချင်းလေးပါဆိုပြအောင်ပါတချင်းတာအရင်မကောင်းဘူးပေါ့နော်အဲ့တော့မဆိုပြတော့ပါဘူးဒါဘောပုံပဲလို့ထင်ပါတယ်။ဘောအဲ့ဟာနည်းနည်းတက်နေလို့ပေါ့နော်။အားကြောင့်မို့ဒါငါကြည့်လိုက်အများကြီးလို့သေးရဲ့တွေ့လား။မတဝက်ကမကောင်းတော့အများကြီးလို့တည်းအဲ့တော့အများကြီးခုံပြရမလားမခုံပြဘူးလားခုံပြရမယ်ဆိုရင် like and subscribe နဲ့ခဲ့ပါတဝက်ပဲခုံပြရမယ်ဆိုရင်နော် comment ခဲ့ပါရှင့်မဲလိုက်လေးပေးထားရပါတော့အဲ့ဒီခုရွေးပါဟိုကတော့မဲပေးမှာပေါ့နော်ကိုအဆုံးထိသွားရှင်သွားပါမယ်တဝက်ပဲသွားရင်သွားပြမယ်ပေါ့နော်ခုံရင်ခုံပြမယ်လို့ပြောတာပါလော်ရာကပနော်အဲ့ခင်းတစ်ခုလုံးပေါ်တော့ YouTube မှာတင်ပြချင်တာအားလေတက်တာကိုဖြောက်ပြီးတော့မှာပေါ့နော် robot လေးပြန်တင်ပေးမှမရှိ robot တူတွေအတွက်ကိုဆိုတာလေးပျောက်တော့မှာပေါ့နော်အဲ့ခါလေးအဲ့တက်တာပျောက်သွားတော့မှလုပ်ပေးမယ်ပေါ့နော်ဒါတော့ခတ်တာနဲ့လောက်ရမှာလေလူမျိုးတွေဘယ်လိုလုပ်ရမှာလဲတော့ခတ်တာလည်းမတွေ့ဘူးအဲ့ဒါမှ sorry ရမှာပေါ့တော့ခတ်တာပြီးမှတော့ဒီနားမှာလေကရှိရဒါပေမဲ့ဒီဘောကိုခုံချင်နေပေါ့နော်အဲ့လိုမျိုးခုံနေတာပေါ့နော်အားကြောင့်ဒီထဲမှာဘယ်သူမှမရှိသေးပါဘူးဒီအပေါ်ရောက်တာမရှိဘူးအဲ့တော့လေကပေါ့နေပဲတက်တော့လာလို့တကယ်တော့ဒီလိုကနေတော့ချင်တာပေါ့နော်ဟုတ်ပြီနည်းနည်းတောက်
မမဲကြနဲ့တော့နော်ဘာလို့လဲဆိုတော့ red tower ခုံပြပြီးသားပါပြီရှင်းအောင်ကိုမမှန်သွားတာကိုမမှန်သွားတဲ့သူက red tower ကိုမမှန်သွားတာဖြစ်ပါတယ်တော့မှကြတော့ view တွေမရဘူး like တွေမရတော့တော်ကောက်ကိုဖျက်ပစ်လိုက်ပါပြီ YouTube ပဲရတာပါအားကြောင့်ကို YouTube မှာပဲတင်တော့ပါမယ်တော့ပြီးတော့လေဒီရုပ်ကြီးကိုဒီခဏကိုနဲ့ဒီရုပ်ကြီးနဲ့ဒီအပိုင်းနဲ့ကိုပေါ့နော်ပြောင်းခိုင်းချင်လို့ရှိရင်ကိုမမမန်းခဲ့ပါပြောင်းပေးပါမယ် Oh my god လုံးဝမရတော့ဘူးဘာဖြစ်သွားလဲလောက်ကြအောင်အတော်ဒီချိပဲခုံပြတော့ပါမယ်တတာအားလုံးချပါတယ်ဘိုင်ဘိုင်